Yeah, brother တို့ကအားလုံး player ဖြစ်ပြီးတော့ပွဲတိုင်းတွေက defeat ဖြစ်နေပါသလားဒီနေ့မှာတော့ brother တို့အားလုံး project ကိုင်းတော့ကျွန်တော်က2မိနစ်အတွင်း speed run ပြီးတော့ရှင်းရမှာဖြစ်ပါတယ်ဗီဒီယိုမစခင်ကျွန်တော် channel like and subscribe လုပ်ဖို့လည်းကျွန်တော်တောင်းဆိုချင်ပါတယ်ကဲ like and subscribe လုပ်ပြီးဆိုတော့အခုဗီဒီယိုလေးကိုကျွန်တော်တို့စလိုက်ရအောင်ဆိုတော့အားလုံး passive က bro အနာမှာ enemy တကောင် share ဆိုရင် passive အမှတ်ပေါ်လာဖြစ်ပြီးတော့အဲ့ passive မှရှိတဲ့ကောင် skill 2 touch လိုက်ခါကျရင်တွေးနိုင်ငံပြန်ရပြီးတော့ brother movement speed boost ကိုတစ်စက္ကန့်ရမှာဖြစ်ပါတယ် passive မှရှိတဲ့ကောင် brother က skill 2 touch လိုက်ရင်နောက်ထပ်တစ်ခေါက် skill 2ထပ်ပြီးသုံးနေမှာဖြစ်ပါတယ် bro ရဲ့ teammate ကဖြစ်ပြီး bro ကိုယ်တိုင်ဖြစ်ပြီး space spin နဲ့ skill ရသုံးတဲ့ခါကျရင်အားလုံးရဲ့ passive ကပြန်ပြီးတော့ cooldown reset ဖြစ်ပြီးတော့ပြန်ပြီးသုံးလို့ရပါတယ်အားလုံးရဲ့ skill ကတော့အပိုင်းတစ်ပိုင်းရှိပါတယ်အတွင်းပိုင်းနိုင်ပြင်မယ်ဆိုပြီးအတွင်းမှာ stand တဲ့ချိန်ကနည်းနည်းလေးကြာပါတယ်အပြင်ပိုင်းနဲ့ထင်တော့ stand ချိန်က2စက္ကန့်လောက်ကြာတယ်အားလုံး skill ကအချိန်နဲ့ animation တွားပြီးအရှိကို touch တာဖြစ်ပါတယ် passive ရှိတဲ့ attribute ထိက movement speed buff ရပြီးတော့တွေးလက်ပြန်ပြရတယ် skill 2လည်းငါခေါ်ထပ်ပြီးတော့သုံးလို့ရပါတယ်အားလုံး skill တော့ cancel လုပ်လို့မရဖြစ်တဲ့ brother တို့ကအဝင်လုံးရရင်တော့ဒီလိုမျိုးဖြစ်တတ်ပါတယ် ultimate final slash ရတဲ့အခါကျရင်တော့ enemy ကောင်လုံးကဘယ်ဘက်ကနေညာဘက်သို့ရောက်အောင်မှာဖြစ်ပါတယ်အဲ့ချိန်ကျရင် bro တို့က passive မှတ်တွေအကုန်လုံးပြန်ပြီးသုံးလို့ရပါတယ် sing အားလုံး enemy က flicker နဲ့ပေါင်းပြီးသုံးရဖြစ်တဲ့ကြောင့်ဒီကောင် T5 ဘက်နဲ့ဆက်ရခါကျရင်အရင်သုံးဝင်ပါတယ် sing အားလုံးတဲ့ emblem နဲ့ပေးရတော့ဒီဟာတွေပဲဖြစ်ပါတယ်အပေါ် item ပေးရတော့ brother တို့ဘယ်ထဲမှာကြနေခြင်းနဲ့ initiate လုပ်ချင်တယ်ဆိုရင်တော့အပေါ်ကပေးကိုသုံးသင့်ပါတယ်အောက်ကပေးမှာဆိုရင်တော့ marksman တို့ mage တို့ကို target ထားပြီး damage ကိုဦးစားပေးခြင်းဆိုရင်တော့အောက်ကပေးကိုသုံးသင့်ပါတယ် battle spell ကတော့ petrify flame shot နဲ့ flicker တို့သုံးသင့်ပါတယ် item ဝယ်တဲ့ခါကျရင် brother တို့က item တစ်ခုအသိမထားမဲ့နဲ့ပွဲရှင်တွေကကြည့်ပြီးပြောင်းတင်တယ်လို့ကျွန်တော်ပြောချင်ပါတယ်အားလုံးတော့ comment ကို model scale 2 scale 1 scale 2 ultimate scale 2လို့ဖြစ်ပါတယ် brother ကအဲ့ကုံကိုသုံးခဲ့တယ် enemy က auto ပေးသွားပါလိမ့်မယ်အခုဆိုရင်ကျွန်တော်အားလုံး2မိနစ် guide speed runner ပြီးသွားပြီဖြစ်ပါတယ်အခုအဆုံးထိကြည့်ရှုပေးတဲ့ brother တို့အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ် brother တို့သိချင်တာရှိရင်ကျွန်တော် comment မှာမေးလို့ရပါတယ်